အရင်မဆမ်းမိမဲ့လို့ဒီပုံလေးကိုထုံးပေးတဲ့ခါမျိုးမှာတော်တော်များများလူကြိုက်များတာကိုတွေ့ရတယ်ပေါ့နော်မင်္ဂလာပါရှင်ဒီနေ့မှာတော့ပညာရဏအနေနဲ့ဒီပုံလေးကိုထုံပြပေးသွားမှာဖြစ်ပါတယ်ဒါလေးထုံးမယ်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးသပင်းကိုအဖျားလေးလိုက်ပြီးတော့အပေါ်ပိုင်းကိုခြေစရာဖွက်စရာရှိတာလေးတွေကိုလှုပ်ထားပြီးမှဒီစင်လေးတွေကိုလာတာပိုကောင်းပါတယ်စတုံးပုံစံကတော့တအားကြီးတော့မခတ်ပါဘူးသပင်းဘဲညာအချမ်းလိုက်ခွဲပြီးတော့ဟိုဘက်ဒီဘက်တင်သွားတာလေးဖြစ်ပါတယ်ရှင်ဒီပုံလေးကအဆင့်တွေအများကြီးမသိချင်ဘူးဆိုရင်တောင်မှဟိုဘက်ဒီဘက်နှစ်ချမ်းကလေးသိမ့်ပြီးတော့ယူရင်လည်းဖြစ်တယ်နော်အပေါ်အဆင့်တွေပြီးသွားတဲ့အခါကျတော့ wax လေးနဲ့သုံးပြီးတော့သပင်းကိုပြန်သိမ်းလိုက်မယ်ဒီလိုမျိုးသုံးခြင်းအပြင်အတူအပြက်လေးတွေပါအကုန်လုံးပါသွားတယ်ပေါ့နော်ဘေးနောက်ကိုဖွာလန်ကျဲပြီးတော့မှထွက်မနေတော့ဘူးသပင်းတွေအကုန်လုံးတက်တက်ရက်ကလေးနဲ့ပြောင်ပြောင်တင်းတင်းလေးဖြစ်သွားတာပေါ့နော်ပြီးတော့မှအခုလိုမျိုးလေးခွေလိုက်တာဖြစ်ပါတယ်သပင်းတအားထူတဲ့သူမျိုးဆိုလို့ရှိရင်တော့ကြစ်ကြစ်ကလေးခွေပေါ့နော်စတုံးအရင်ပွားရောင်ကြီးမဖြစ်အောင်လို့လေနော်ပြီးရင်တော့ဒီအခွေနှစ်ခုကကတ်နေဖို့အတွက်တေချာလေးတော့တင်ရမယ်နော်ဒီနေ့ကကြတော့ပန်းဆိုင်ပိုင်နေဆိုပြီးတော့မှလက်လံကျက်သွန်မပန်တော့ဘဲနဲ့ပေါ့နော်သူနဲ့လှတဲ့ဒီသေးလေးကိုပဲတစ်ခက်တည်းပန်ပေးထားတာဖြစ်ပါတယ်တင်နန်းစိတ်ဝင်စားတဲ့သူတွေအတွက်မိတ်ကပ်စတုံးတင်နန်းပန်းစရိုးတင်နန်းကိုစတင်ပြီးတော့ဖွင့်လှစ်ပေးနေပါပြီCP ကနေလည်းစုံစမ်းလို့ရပါတယ်ဖုန်းနံပါတ်ကနေလည်းစုံစမ်းလို့ရပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်